စိတ်ဆင်းရဲလို့တခုပြောဦးမှာကင်ယူကဝယ်ဆေးကဗိုတာဘောကပြောတာသူတို့ကင်ချင်းမတိုက်ဘူးလေငါတို့မာချင်းတိုက်နေရတာသူတို့မဟုတ်လေတိုက်မယ်သူတို့ငါတို့လက်နက်တွေကသူတို့မတိုက်ရင်ပြီးလက်နက်တို့ခဲရန်တို့ထောက်ပံ့လေလုံးမဘွယ်ဆေးကလည်းမလာဘူးဗိုတာဘောလည်းမလာဘူးငါတို့သူတို့ကပြောကင်ချင်းမတိုက်ဘူးငါတို့မာချင်းတိုက်တယ်ထောက်ပံ့နေတခုတော့ပေးဖို့လို့ငါလည်းတော့စဉ်းစားနေဒီကိစ္စတော့နေသူတို့လောဝါးချင်းရိုက်ထားတဲ့ကြားဖြန့်ကိစ္စတွေပါတယ်မမိုးထောက်ပံ့မမိုးပြောတဲ့စကားတွေမှာအကောင်တွေကရသလောက်ယူပြီးတော့သူကမှိန်းနေတဲ့ကောင်မျိုးတွေလိုဖြစ်နေဒီကောင်တွေပါသူတို့ပြောလိုက်ရင်ကောင်းအောင်ရစကြောင်းသူတို့တက်လာဖို့လို့ဖြိုးတယ်ဒါပဲစောက်စကားတက်တယ်55တက်မှ6မှနေရတယ်ဟုတ်လားအချောက်လို့ကြည့်လိုက်ပါလုံးမတောင်းတဲ့တောင်းစင်တော်တော်လှုပ်ခဲရတဲ့ဘွားကြီးငါ2021ဒီလပိုင်းနဲ့အဲ့ရောက်နေတာစုံနေကင်းဆောင်ခံလိုက်ဟိုမြစ်သွားချုပ်ခံငါတို့အောက်စီစဉ်လှုပ်ခဲတဲ့ကောင်တွေမင်းအဲ့တော့ PDF မရှိသေးဘူး4လပိုင်းမဟုတ်ဘူးတလား2လပိုင်းကျော်လာရောက်တာဒီမှာဖြည့်ခြင်းငါတို့လိုင်းသာဖြည့်ခြင်းငါရောက်တာအဲ့တော့များရင်တော့ဒီကောင်လက်လည်းမပေးဘူးတစ်ချက်ခဲလည်းမထောက်ပံ့ဘူးသူတို့သိနေတာသူတို့သိမ်းသွားတယ်သိမ်းသွားဟုတ်တယ်လေခွဲချမ်းတယ် PDF တွေကိုပေးလေအဲ့ဒါလည်းမပေးဘူးသူတို့နေမီပဲသူတို့ကာဝယ်နေရဆိုငါဆိုစောက်ချီတာလေးနဲ့တက်လာတာ66မှာချီတာမြေကြီးမှာလှည့်ပြီးတော့မူဗီကနေအဲ့ဒါနဲ့တက်လာငါဆိုအဲ့ကောင်လည်းဆောက်သုံးကြအောင်ငါပြောချင်တာအများကြီးဟာရတာ3မိနစ်ထဲအဲ့ချိန်မှာဘာဖြစ်လာလဲဆိုတော့နဂါလည်းစင်ပြေဘူးလောက်ငယ်သားကိုမကြည့်ဘူးသူ့မိသားစုဘလို့ပေးဆက်ခဲ့ဆိုတော့ပြန်ယူနေတဲ့ပုံစံပေါက်တယ်ပေါ့မိုက်ခဲမိုက်ခဲလည်းမြင်းကြမိုက်ခဲလည်းအတူတူပဲကားတွေဝယ်မွေကြတဲ့နေကားတွေဘာလို့လဲလို့မင်းတို့ကသွားသိမ်းလို့ရှင်ကားတွေဆိုပုံနေအောင်ရတဲ့ဟာအဲ့ကားကြီးစီးပါလားတီးတန့်ဝယ်ကြလို့လားမင်းတို့တွေကိုငါပြောရလဲငါဒစ်လင်မယ်နော်မင်းတို့ဆောက်ချိုးတယ်ပြင်ကြတော့လို့ငါပြည်သူ